အားလုံးမင်္ဂလာဗျာသူကကျွန်တော်ကံတော်ရွာလေးကိုပေါ့နော်တညအိတ်ခီးသွားဒုက္ခရိုက်ခဲ့တဲ့ blog လေးဖြစ်ပါတယ်ခုဆိုရင်တော့ကျွန်တော်တို့ရွာနေစတွေ့နေပါပြီရွာနေစတွေ့တာနဲ့လဲရန်ကြီးပါတယ်လဲရန်ကြီးတော့လေကျွန်တော်ပြားစားတွေကအများကြီးရောက်ခဲ့ရပါတယ်ဗျဒါကြတော့ကျွန်တော်တို့ကံတော်ရွာကိုရောက်ခါနေမှာပေါ့နော်စစ်ပစ်သွားတော့စစ်လီနဲ့တောက်ချပြီးတော့နေခဲ့ရပါတယ်တော့တရားပေါ့နော်အိမ်မှာဖုန်းလိုင်းလေးမိနေတော့ကျွန်တော်တို့ကံတော်ရွာတွေကဒီမိတ်ဆွေတယောက်ကိုလမ်းပြီးတော့ကိုကြီးတောက်ထားပါတယ်ဒါတွေကကြတော့ကျွန်တော်တို့လာခေါ်တဲ့လေးကိုလေးမြင်အောင်လို့ကျွန်တော်လေးရန်ပြနေရပဲဖြစ်ပါတယ်ရောက်စီလာပြီပေါ့နော်ခုဆိုရင်ကျွန်တော်တို့လာခေါ်တဲ့လေးလေးပေါ့ဒီလေးနဲ့ကျွန်တော်တို့ကံတော်ရွာတွေကိုစစ်ပြန်ပြီးတော့သွားပါမယ်ခုဆိုရင်တော့ကျွန်တော်တို့ကံတော်ရွာတွေကိုစတင်ပြီးတော့ဝင်နေပြီဖြစ်ပါတယ်ဒီနေ့ကကျွန်တော်ရန်ပြသွားဖက်ဖန်သွားပါတယ်လိုင်းရရန်ကြီးရဲ့ဆိုတော့လေဒီမိုချိုတမစားပြီးတာနဲ့ညအိတ်လိုက်ပါတယ်ကြားတဲ့ဗီဒီယိုလေးတော့ကျွန်တော်မရိုက်ဖြစ်တော့ဘူးပေါ့နော်ဒါတွေကဒီကတ်တော်ရွာလေးရဲ့မနစ်ခင်ပြူလလာလေးတွေပေါ့နော်မနစ်ခင်ပြူလလာလေးရလာတယ်ဒီလူစရာရန်ကောင်းတယ်နေ့ရောက်တော့ကျွန်တော်လေး black party စားပြီးတော့ကျွန်တော်ကိုလီရောက်ဖို့လာပြောထားတယ်လီ20စီရပေါ့နော်လီကြီး30ရဲ့လီငယ်လေး30ရဲ့အားလေးကျွန်တော်ဗီဒီယိုတွားရိုက်ပြီးမှဖြစ်ပါတယ်ဒီလေးရဲ့ဗီဒီယိုကိုတော့ကျွန်တော်သိစိတ်ပြန်ရှင်းပြပြီးတော့ကျွန်တော်ပြန်တင်ပေးပါမယ်ဆိုတော့လေးအကြောင်းလေးသုံးသပ်ချင်တော့ကျွန်တော်ဖိုင်ဘာဖုန်းနံပါတ်ကိုစာလေးပို့ထားပြီးတော့ပို့ထားပေးပါကျွန်တော်မြန်ဆုံးနည်းပြန်ဆက်ပြပေးပါမယ်အဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေအားလုံးကိုသူကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်